လူတွေအားလုံးကမင်းရဲ့အကြောင်းကိုသိပါမလားဖြေရှင်းပြဖို့ချိန်တွေယူအောင်မလားသူတို့ညနေရှူတော့ကပဲတင်ချင်ရတင်နေမှာပဲစာနာရင်ပင်စိတ်မဲ့တဲ့သားရည်တွေနဲ့ဝှကြွေးရှိတဲ့ရင်ဆုံးရမှာပဲအကျူလို့မိတဲ့တရှိတော့လေကံပိုင်ခံရတာပဲကန်ဆိုခြင်းကအိမ်ရှိရောက်တဲ့ခါအိမ်ကောင်းခေါင်းပဲကိုရှိရောက်လာရှောင်းဒီမြညာပါခုအပေါ်နာခြင်းနဲ့သူအတွက်ဘာရစုညိုတေးမထားတော့ပါဘူးအမုန်းတန်တဲ့ရှိကိုလည်းဆွဲမထားချင်ဘူးပေါ်နိုင်ယူခဲ့တဲ့သူတွေ